မတော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးတကယ်လို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတို့ဝေးသွားရင်မလွယ်ဘူးချေရဲ့မောင်နေတဲ့လမ်းမထမ်းမှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တော့ရဲ့တိတ်တွေငါမမေ့သေးဘူးနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထထဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းနေချင်တော့လိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထထကိုင်ဒါကိုလက်ခံထားရငါလူ